ဖုန်းရှေ့မှာပြောရမှာကြောက် ပြန်ပြီး101 TikTok branding secret သင်တန်းမှာဆိုရင်ပေါ့နော်ဒီချယ်ကအမကိုမေးချင်တယ်အမအခုဒီချယ်နဲ့ one day training သင်ယူပြီးတဲ့နောက်မှာဆိုရင်အမအတွက်ဘာတွေရရှိခဲ့လဲပြီးတော့အမဒီသင်တန်းတက်ပြီးတော့ဘယ်လိုမျိုးတွေကိုအတွက်ခံစားခဲ့ရလဲအဲ့ဒါတွေတစ်ချက်လောက်မျှဝေပေးပါ ဗီဒီယိုမရိုက်တာကိုရိုက်တက်လာတယ်ပေါ့နော်ပြီးကြတော့ content ကိုဘယ်လိုရေးရမလဲဆိုတော့ခေါင်းစဉ်လေးတွေကိုစဉ်းစားတက်လာတယ်အဲ့လိုမျိုး AI ကနေလည်းရှာနည်းလေးတွေတည်သွားတယ်ပေါ့ ဟုတ်အရင်တုန်းကမတင်ယူခင်နဲ့အခုတင်ယူပြီးတဲ့နောက်မှာဆိုရင်အမဘယ်လိုထပ်ပြီးတော့ခံစားရလဲမတင်ယူခင်တော့ကိုဘယ်လိုမျိုးစိုးရိမ်မှုတွေရှိခဲ့တာလဲ တင်ယူတော့ကကျတော့ဖုန်းရှေ့မှာပြောရမှာကြောက်အခုကျတော့နည်းနည်းမကြောက်တိတ်မကြောက်တော့နောက်ရက်တွေကျလေ့ကျင့်ပို့ပြီးအဆင်ပြေသွားမယ်လို့ထင်တယ်တချို့ အဲ့ဆိုအခုဖုန်းရှေ့ထွက်ရောကြောက်သေးလား မကြောက်တော့နည်းနည်း ဗီဒီယိုရိုက်ဖို့အတွက်တွေရော ဗီဒီယိုရိုက်ဖို့အတွက်လည်းစဉ်းစားတယ်လားပေါ့နည်းနည်း အခုရောကြောက်သေးလား မကြောက်တော့ ဘာမကြောက်တာလဲ ကင်မရာကိုမကြောက်တော့ ဟုတ်တင်ယူရတဲ့အခါမှာရောနားလေရလွယ်ကူရဲ့လား နားလည်းရလွယ်ကူတယ်တခြားစိတ်လည်းရှိတယ်အဲ့ဒါ အခုကိုယ့်ဘာသာကိုအခုမှတယောက်တည်းလုပ်မယ်ဆိုရင်လုံနိုင်သွားပြီလား လုံးလိုက်သွားရင်ဟုတ် အဲ့တော့ဘာပြောချင်သေးလဲဒီ TikTok တင်တဲ့နဲ့ပတ်သက် လိုပဲ ပြီး တုံညာစာပြီးမသိတဲ့လူတွေလည်းတစ်ချက်ရှိမှလာတင်မှာလို့ပြောချင်ပါတယ်ဟုတ် ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်အခုလိုဖြေကြားပေးတဲ့အတွက်ပေါ့နော်အဲ့တော့ဒီ channel တူတူ TikTok branding secret တင်တန်းကြီးမှာ VIP တင်ယူခြင်းတဲ့သူတွေလည်းအများဆုံးလာပြီးတော့ဆုံလို့ရပါပြီကျေးဇူးတင်ပါတယ်